အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့လုပ်ပေးနေမှာပေါ့နော်စူပါကိုတွားပြီးတော့အာလူးနဲ့အမူနဲ့ကိုဝယ်လာခဲ့ပါတယ်အဲအာလူးနဲ့အမူကိုအခုချက်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့လိုက်ပါတီရှူပေးကြပါဦးအဲဒါတော့ပထမဆုံးကတော့စီတက်ဖို့အတွက်ချက်တုံးလေးပြီးပြီးလို့ရှိရင်အာလူးကိုပြုတ်လာတယ်ပေါ့နော်အာလူးနဲ့ချောင်းပြုတ်လိုက်တယ်အရေးကိုအခုခွာလွယ်အောင်လို့ပေါ့အဲပြီးလို့ရှိရင်ကျွန်တော်စီထည့်ပြီးတော့ခုနကတီးထားတဲ့ချက်တုံးဖြူနီတွေကိုကျွန်တော်စီတက်ပါမယ်ဒါတော့စနေမိုးလေးနဲ့ထည့်တယ်ပြီးလို့ရှိရင်ဒီမှာချက်တော့အဖြူနီလေးကိုထည့်ပါတယ်ချက်တော့အဖြူနီလေးကိုထည့်ပြီးတော့နည်းနည်းချောင်းစီးတက်လိုက်ပါတယ်ပြီးတော့ရောင်လီမုန်လေးပါထည့်ပြီးတော့ကျွန်တော်ပြောပြီးတော့စီးတက်လိုက်ပါတယ်ရောင်လီမုန်လေးကိုလီမုန်လေးနဲ့ထည့်ပြီးတော့စီးတက်လိုက်ပါတယ်စီးတက်ပြီးတော့မှခုနကတော့ပြုတ်ပြီးသားအားလေးကိုကျွန်တော်လှီးထားတယ်လှီးတဲ့ဟာကိုကျွန်တော်ထည့်လိုက်ပါပြီစားချုံမုန်လေးတော့ပြီးတော့မှပဲထည့်မယ်ပေါ့ဒါဆိုရင်ကျွန်တော်ဒါအားလုံးကိုနည်းနည်းလေးကြော်ထားတယ်ပြီးလို့ရှိရင်ဒါရေလေးနဲ့ထည့်တယ်ပေါ့ဒီထည့်ပြီးတော့ဝင်လာတဲ့အမှုလေးကိုရေစီးတယ်ရေစီးပြီးတော့လည်းလေးစုရေစုရဲဆိုတော့အမှုလေးကိုလည်းထည့်တယ်ပေါ့ဗျာအမှုလေးကိုထည့်တယ်အမှုထည့်ပြီးလို့ရှိရင်တော့ကျွန်တော်မိုက်တန်အုပ်ထားတယ်ပေါ့ဗျာဟုတ်ပြီတော့လည်းတော့ကျတော့စားလို့ရတယ်ပေါ့ဗျာဒါပေမဲ့ရေလေးနဲ့များသေးလို့ခဏထားရတယ်ဒီမှာရပါပြီတော့ချက်တဲ့အဟင်းရပါပြီဒါတော့ကျွန်တော်ချက်တဲ့ဟင်းနဲ့စားတာဖြစ်ပါတယ်စားလို့တော့ကောင်းပါတယ်တော့နည်းနည်းတော့အလုပ်ရှုပ်ပါတယ်ကိုယ့်ကိုယ်တောက်လဲဆိုတော့ချက်လိုက်ပြုတ်လိုက်နဲ့နည်းနည်းတော့အလုပ်ရှုပ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်စားရလေးကြည့်ပေးတာပါ